ဒီနေ့ဗီဒီယိုမှာ Smile Code ကိုကိုယ်တိုင်ဘယ်လိုထုတ်ရမလဲဆိုတော့ပြောပြပေးသွားမှာပါပထမဆုံးအနေနဲ့ Smile Code ကောက်ထဲကိုရင်ဝင်ပြီးတော့ .s ဆိုတာကိုနှိပ်.s ဆိုတာကိုထည့်နေပြီအမောက်မှာကိုကြိုက်တဲ့ပမာဏထည့်ရရင်เนาะကျွန်တော်ကတော့$28ပဲထည့်လိုက်မယ် address ဆိုတဲ့နေရာကို copy ကူးပြီးရင် Binance ကောက်ထဲသွားပြီးတော့ set to Binance user ကိုနှိပ် USDT ကိုရွေးခဏဖူးလာတဲ့ဟာကိုပြန်ကူချနောက်မှာသူပြထားတဲ့အတိုင်းပဲ B20 ကိုပဲရေးခဏလေးသူ B20 လို့ပြထားတယ်အမောက်မှာ$28ကိုက$28ဆိုပေမဲ့သူပြထားတဲ့ဒသမဂိမ်း0.164တွေပါအတိအကျထည့်ပေးနော်ဘာလို့ဆိုသူကနောက်ကဒသမဂိမ်းလေးနဲ့တိုက်စစ်တာအဲ့လိုမျိုးဒသမဂိမ်းလေးတွေမထည့်ဘဲနဲ့ဆိုရင်မွေရမရဘူးနော်နေမယ်ဒီနေရာဆိုရင်ရောက်ရင် passkey code လေးတွေထည့်ပေးနောက်ပြီးတော့ email code တွေမျက်နှာလောတွေထည့်ပေးဒီနေရာရောက်ရင်တော့ခဏဆောင်ပေးနော်ဟုတ်ဒီဗီဒီယိုမှာတော့ Binance ကောက်ဖောင်နည်းတွေဒေါ်လာဝင်နည်းတွေကိုအသေးစိတ်ပြောပြမထားဘူးနော်အဲ့ဒီသိချင်ရင်ကျွန်တော်ရဲ့ Telegram အကောင့်ကိုလာအောင်မေးလို့ရပါတယ်နောက်ပြီး Smile Code တင်တန်းတွေကို3သိန်း2သိန်းပေးပြီးမနေ့ကတော့တက်ဆရာမလို့ပါဘူးကိုယ်တိုင် Smile Code ကောက်တစ်ကောက်ရှင်ရပါပြီနော်Smile Code ကောက်မရှိလေကျွန်တော်ရဲ့ Telegram ကိုလာရောက်မေးလို့ရပါတယ်ဘာလို့မပေးထားတဲ့ link ကနေ channel ကို join ပြီးတော့ကျွန်တော်ရဲ့အကောင့်ကိုလာရောက်မေးလို့ရတယ် Smile Code ကိုကိုယ်တိုင်ထုတ်တတ်သွားရင်ဘာရမလဲဆိုတော့ Smile Code ကိုကိုယ်တိုင်ထုတ်တတ်သွားရင်မြောက်ထုတ်ခိုင်းတဲ့မို့တဲ့အတွက်အလိမ်မခံရမှာကိုလုံးဝကြောက်စရာမလိုတော့ဘူးလိမ်ခံရမှာကြောက်စရာမလိုတော့နောက်ပြီးတော့အမြက်ကလည်းအများထက်ပိုများလာမယ်ကိုယ်တိုင်ဆယ်လာလုပ်ချင်တဲ့သူတွေဆိုရင်အတွက်တော့ကောင်းနေဗျ Smile Code ကောက်တစ်ကောက်ရှိထားတာ Okay ဒီညခဏဆောင်နော် Okay လိုလေးပြလာရင်တော့ရရင်နော်ခဏကမှတ်တမ်းတွေကိုပြန်သွားပြီး test ID ကို copy ကူးပြီးတော့ဟိုကောင် submission နဲ့တော့လိုပဲထား Smile Code ကောက်ထဲကိုပါ Smile Code ကောက်ထဲသွားပြီးတော့ test ID နေရာမှာခဏ copy ကူးလိုက်တဲ့ဟာကိုထည့်ပေးလိုက်အဲ့ဆိုရင်ရရင်နော် Okay အခုကျွန်တော်တို့စီမှာဒေါ်လာပဲရှိသေးတယ်နော်ခဏဆောင်မယ်အခုဆိုရင်ကျွန်တော်တို့စီမှာ$29ရှိလိုက်အားကြရင်ကိုကြိုက်တာဝယ်လို့ရရင်ဘရာဇီးကုတ်ကိုဝယ်မယ်ကျွန်တော်ခုဝယ်ပြမှာတော့ 1k ကုတ်ရယ် 1k တကုတ်ရယ်300k နှစ်ကုတ်300k တကုတ်ဝယ်လိုက်မယ်အပေါင်းလေးနှိပ်ပြီးကိုကြိုက်တဲ့ပမာဏထိတက်တော့ဝယ်ရရင်နော် Okay ကွန်ဖိုင်အော်တော့နှိပ်ဒီမျိုးလေးပေါ်လာရင်ရရင်နော်ကုတ်ကို download ဆွဲပြီးတော့ကိုကြိုက်တဲ့ဖိုင်မှာတွားတော့ကြည့်လို့ရရင်နော်Smile Code နဲ့ပတ်သက်ပြီးမသိတာရှင်ကျွန်တော်စီကိုလာရောက်မေးလို့ရပါတယ်